တင်းချိုင်းမှာအလောင်းမရှိတာကျွန်တော်တို့သခင်ယေရှုခရစ်တော်ပါကျွန်တော်တို့ကြောက်တဲ့သေခြင်းတရားတွေကိုအောင်မြင်ကျော်သွားတာလေသခင်ယေရှုခရစ်တော်ပါကျွန်တော်တို့အတွက်အသက်ပေးသွားတဲ့သခင်ယေရှုခရစ်တော်ပါဒီနေ့ဟာသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထားမယ့်နေ့ကျွန်တော်တို့သခင်ယေရှုခရစ်တော်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ထာဝရတရရတဲ့ကျေးဇူးတင်တယ်ကျွန်တော်ရှင်ပြန်ထားမယ့်နေ့ချင်းလေးတစ်ပုံနဲ့ရှိမှမပြပါလူတွေကြောက်တဲ့ဒေချင်းတရားကိုအောင်မြင်ကျော်လွှားခဲ့ပြီတို့ရှင်ကိုယုံကြည်သူတိုင်းဒေလိုသွားလေသက်ရှင်လိမ့်မည်ကရာနီမှာသိခံတော်ယေရှုဖျားမြတ်ထမြောက်ပြီနေကြည်အာယုံလေးလိုလာပြီရှင်ပြရာနေသူမြတ်တော်နေမရဏဘင်ကိုလုံးဝအောင်ပြီသခင်ယေရှုထမြောက်ပြီတို့ယေရှုဖျားထမြောက်ပြီတို့ယေရှုဖျားထမြောက်ပြီလူတွေကြောင့်တဲ့ဒီချင်းတရားကိုအောင်မြင်ကျော်လွှားခဲ့ပြီထိုရှင်ကိုယုံကြည်သူတိုင်းဒေလိုသွားလေသက်ရှင်လိမ့်မည်ကရာနီမှာသိခံတော်ယေရှုဖျားမြတ်ထမြောက်ပြီနေကြည်အာယုလေလိုလာပြီရှင်ရနေသူမြတ်တော်နေမရဏဘင်ကိုလုံးဝအောင်ပြီသခင်ယေရှုထမြောက်ပြီတို့ယေရှုဖျားထမြောက်ပြီတို့ယေရှုဖျားထမြောက်ပြီလူတွေကြောင့်တဲ့ဒီချင်းတရားကိုအောင်မြင်ကျော်လွှားခဲ့ပြီထိုရှင်ကိုယုံကြည်သူတိုင်းဒေလိုသွားလေသက်ရှင်လိမ့်မည်ကရာနီမှာသိခံတော်ယေရှုဖျားမြတ်ထမြောက်ပြီတို့ယေရှုဖျားထမြောက်ပြီတို့ယေရှုဖျားထမြောက်ပြီလူတွေကြောင့်တဲ့ဒီချင်းတရားကိုအောင်မြင်ကျော်လွှားခဲ့ပြီထိုရှင်ကိုယုံကြည်သူတိုင်းဒေလိုသွားလေသက်ရှင်လိမ့်မည်ကရာနီ